ဘာယာနာတိုင်းပြည်မှာတဲ့မင်းတကတထေးတဲ့လက်ချိုးခဲ့စန္ဒမရုမဒေဝီနှစ်ယောက်ရှိသူတို့မှပေါက်ဖွားတဲ့သားဖြစ်တဲ့ဒနင်စရတထေး၃ယောက်ချွေးမဖြစ်တဲ့သူမနာဒေဝီ၄ယောက်ကျွန်းပုံနာဘယ်နှယောက်တော့ဘုန်းကြီးပြောမယ်မှတ်စမ်းပါမင်းတကတထေးကြီးစန္ဒဗရုမဒေဝီဘယ်ကြောင့်မနော်မင်းတကတထေးကြီးစန္ဒဗရုမဒေဝီဒနင်စရတထေးကြီးသူမနာဒေဝီကျွန်းပုံနာဘယ်နှယောက်တော့ဒီတစ်ခေါက်ပြောမယ်ဘယ်၈ယောက်တော့ဟဲ့ဒီကောင်မလေးတွေတောင်ကြောက်ကြောက်ကြောက်နေအိတ်ချင်နေတာတဲ့အသေးချာနားထောင်ဟေ့မင်းတကတထေးကြီးစန္ဒဗရုမဒေဝီဒနင်စရတထေးကြီးသူမနာဒေဝီကျွန်းပုံနာ၅ယောက်အဲ့ဒီ၅ယောက်ဒီတထေးဘဝနဲ့နေလာခဲ့ကြဂေါရမမြတ်စွာဘုရားနဲ့ကတ္တဗမြတ်စွာဘုရားသာသနာအကြားနာမချမ်းသာစရာစကားကြီးသူတို့ကြားလာကြဘယ်လိုစကားလဲဆိုတော့အခါတော့သုံးနှစ်ပြေကဒုဗိခကကြီးဆိုင်ရောက်လာမှန်တော့ဒုဗိခန္ဒရကတ်ဆိုတာသုံးနှစ်ကကြွေးကြော်လူသားတွေငတ်မော့ခေါင်းမှာအစာရေစာရှားပြီးတော့သေချေပျက်စီးကုန်ကြလိမ့်မယ်ငတ်မော့ခေါင်းမှာတဲ့ကတ်ကြီးဆိုင်လိမ့်မယ်ဟောဒီသတင်းစိုးကြီးပေါ်လာတထေး၅ယောက်တုံလှုပ်သွားဟာငါသေးကုန်တော့မှာလေမဖြစ်ဘူးတို့ငါမခံဘူးရွှေငွေစိန်ကြောက်စတဲ့ယရနာတွေမထားနဲ့တော့စဘာတွေဝယ်ကြစို့ကြည်အလုံးပေါင်း2500ဆောက်ကြည်အလုံးပေါင်း2500ဆောက်ပြီးတော့ရွှေတွေငွေတွေမထားဘဲနဲ့စဘာတွေကြီးဝယ်လှောင်ကြခုခေတ်လို့ဆိုဂိုတောင်ကြီးတွေပေါ့ငါမောခေါင်းမတဲ့ကတ်ကြီးလွန်မြောက်အောင်တဲ့ပြိဿဘယ်လိုပင်လှောင်ခဲ့ကြတော့လဲတနေ့ကြတော့ဒီကတ်ကသုံးနှစ်ပြည့်တွေ့ရမယ်ကိုအဲ့ဒီကြည်အလုံးပေါင်း2500ကပို့တဲ့စဘာတွေကိုကျွတ်တို့ပုတ်တည်တဲ့ထက်ပုတ်ထဲကပို့တဲ့စဘာတောင်းတဲ့ကပို့တဲ့စဘာအိုးတဲ့ကပို့တဲ့စဘာဆက်လောင်းတဲ့အဲ့ဒီမှာကျန်းနေတဲ့စဘာများကိုမြင်ညက်နဲ့နယ်ပြီးတော့အိမ်နံရံမှာတထေးကတော်ကြီးကညာနဲ့ကတ်ဒီလိုညာနဲ့ကတ်ထားခဲ့တဖြည်းဖြည်းစားတော့လာလိုက်ကြတာဒုဗိကန္ဒရကဆိုင်မဲ့နှစ်ကြတော့ကြည်2500စဘာတွေကုန်ခဲ့ခင်ဗျားတို့ကအောင်းမေ့မှာပေါ့ဘုရားကြည်အလုံးပေါင်း2500ကစဘာတွေကုန်တယ်ဆိုတော့သူတို့9ယောက်ဘယ်လိုများစားပြည့်တုံးဘုရား9ယောက်ထဲစားတာမှမဟုတ်ပဲနဲ့တထေးဆိုတော့ကြေးကျွန်တွေကအများကြီးဝိသခဇတ်ထုတ်ထဲကြတော့ဒနင်းစရတထေးကြီးဆိုတာအဲ့ဒီမင်းတကရဲ့သားတာကေတမြို့တဲပြီးတော့တရားနာပြိဿမင်းတကတထေးရဲ့သားတော်မှကျွန်းရွာ14ရွာခြံရံထားကျွန်းရွာတရွာကိုကျွတ်တို့တီဟိုကဒေဝနံပိယတိတ်သမင်းအုပ်ချုပ်တဲ့တိုင်းပြည်တဲ့ကြီးတဲ့ကျွန်းရွာ14ရွာတထေးဒါတော့မင်းတကသားရှိသေးတယ်အဲ့ဒါမင်းတကတို့တထေး5ဦးဆိုတော့ကြေးကျွန်ဘလောက်များမယ်ဆိုတာနည်းနည်းလေးစဉ်းစားရင်သဘောပေါက်တော့ကြည့်အခုကြည်2500စဘာတွေကုန်ခဲ့ကုန်တော့ကြေးကျွန်တွေခေါ်တယ်အမောင်တို့လာကြရှေ့ရောက်အောင်ခေါ်လို့
မင်းတို့တွေငတ်ပြီးတော့သေကြမှာငါသနာလို့ငါမီးပြီးတော့စားနေတဲ့လူအများကိုငါကျွေးချင်လွန်းလို့ကြည်အလုံးပေါင်း2500စပါးတွေလှောင်ခဲ့ပါတယ်ကွယ်တို့သို့တော်လည်းပဲတစ်ဖြည်းဖြည်းစားပြီးတော့လာခဲ့တာကုန်ကြပြီကွယ်တို့ဒါကြောင့်မင်းတို့ကိုငါမကျွေးနိုင်တော့ဘူးအဝေးသွားပြီးတော့အမောင်တို့ကိုဝန်းစားကိုရှာပြီးစားကြကုန်တော့တနာတော့တနာလိုက်ပါရဲ့မကျွေးနိုင်မဲ့အတူတူမှုအဝေးသာသွားကြပြီတော့ကြီးကျွန်းနေမျက်ရည်ကျတထဲကြီးခမညာကျွန်တော်တို့ပဲစီသွားလို့ပဲစီလာရမှာတော့နဂူကမှတထဲကြီးကိုမှီးပြီးတော့စားခဲ့ကြရတဲ့ကျွန်တော်တို့ဘဝအဝေးရောက်လို့လဲစားရမှာမဟုတ်ပါဘူးအဝေးရောက်လို့လည်းမစားရမယ်အတူတူတော့တထဲကြီးချေရင်မှာပဲမစားပဲနဲ့တထဲကြီးအမှုကိစ္စကိုကျွန်ုပ်တို့လုတ်ကင်ဆောင်ရွက်ပြီးတော့ဒီနေရာပဲသေခြင်းသေကြပါစေတော့အဝေးမသွားပါရစေနဲ့ငါမနှိမ့်ဆက်ကြပါနဲ့ကွယ်တို့မင်းတို့ရှိနေမှာတော့မကြွေးပဲနဲ့လဲငါဒီအမှုတွေမခိုင်းရပါဘူးဟိုတော့ငါတထေးမကြွေးနိုင်မဲနဲ့တော့ငါမခိုင်းရဘူးတဲ့ငါခိုင်းတာကိုလုပ်ရင်ထိုက်တဲ့ထိုက်တန်တဲ့ကျွေးမွေးမှုတော့ငါပြုကျင်တာပဲမကြွေးနိုင်မဲအတူတူတော့မင်းတို့သွားကြပြီးတော့ငါစိတ်ဆင်းရဲအောင်မနှိမ့်ဆက်ကြပါနဲ့အဲ့ဒီကြတော့လေအရှင်သခင်ကိုတနာလာသွားပါရစေခမညာတဲ့တထေးကြီးသွားပါရစေဆိုပြီးတော့တထေးကြီးနဲ့တထေးကတော်ကြီးရှေးခိုးပြီးတော့အဝေးသို့ထွက်ကြရှာသည်တထေး9ယောက်ပဲစားလာခဲ့ကြသူတို့9ယောက်ပုတ်ထဲကအိုးထဲကတောင်းထဲကဒီလိုစားလာခဲ့တထေးကတော်ကအိမ်နံရံကိုမြင်ညက်နဲ့ညံနဲ့ကတ်ထားတဲ့စပားတွေကိုရေကလေးနဲ့ကျင်လိုက်တော့9ယောက်စားလောက်တော့ရအဲ့ဒီစပားလေးလူခိုးမှစိုးရင်လို့အိုးထဲထည့်ပြီးဇလောင်းပုံးလေးနဲ့ပိတ်ပြီးမြေကြီးထဲတွင်းတူးမြုပ်ထားငတ်မော့ခေါင်းမတဲ့ကတ်ဆိုင်လာလို့ရှိရင်ယောကန္တရကတ်နောက်ကလိုက်ရဲ့လိုက်မှာဘောစားတဲ့အစာမှမစားရတော့မစားတဲ့အစာတွေစားလာမဖြစ်တဲ့ယောဂါတွေဖြစ်လာလို့အဲ့ဒါယောကန္တရကနောက်ကလိုက်ရဲ့ကြောက်เสียကောင်းဒါတွေလားလို့ဆိုတော့မဟုတ်ဘူးငတ်လာရင်ဒုဗိကန္တရကဖြစ်လာရင်တထန္တရကလည်းပါလာနိုင်တယ်ငတ်မရှက်တဲ့ကြိုက်မရှက်တဲ့ပြီးတော့ဗါတဲ့နိုင်မရှက်သုံးပါငတ်လာပြီဆိုရင်တောင်းလိုက်မယ်တောင်းလို့မရရင်ခိုးလိုက်ခိုးလို့မရရင်လူကြလိုက်မယ်လူလို့မရရင်တတ်လိုက်မယ်တဲ့ဘိဇာလူချင်းတတ်တဲ့တတ်ထန္တရကဒုဗိကန္တရကစငတ်လာရင်လူချင်းတတ်တဲ့ကတတ်ထန္တရမစားတဲ့အစာတွေစားလို့ယောဂန္တရကနာယောဂတွေများပြီးသေးကုန်ကြအမှန်တန်ကြောက်เสียကောင်းကြည့်အခုစကားမြေကြီးတဲ့မြုပ်ထားရငတ်မော့ခေါင်းမတဲ့ကတ်ကြီးကြောင့်ဒီကနေ့တော့တထေးကြီးကပြန်လာတဲ့ဘရင်ထံကတထေးကတော်ကြီးရဲ့ဘာလေးများစားစရာရှိတို့ပုတ်ထဲအိုးထဲတောင်းတဲ့ဆလောင်းထဲကစပားတွေကုန်ခဲ့ပြီလေတော်အမြင်ပဲဒါပေမဲ့လို့ကျုပ်အိမ်နံရံကိုမြင်ညက်နဲ့ကတ်တဲ့စပားလေးတော့ကျင်ထားတာရှိတယ်9ယောက်စာလောက်လူခိုးမှဆိုလို့ကျုပ်မြေကြီးတဲ့တွင်းတူးမြုပ်ထားတယ်တော့အဲ့ဒီစပားလေးသွားဖော်လိုက်စပားလေးတွေထောင်းဖုတ်ပြီးအခွန်ချွတ်လိုက်တော့တခွက်9လက်မယ်လောက်ပေါ့ဗျာရလားတခွက်ဆိုတာနိုးစီဘူး4လုံးရှိ9လက်မယ်ဆိုတော့9လုံးရှိ9ယောက်စာလောက်ရတယ်ဆိုကြပါစို့အဲ့
ဒီ9ယောက်စာလေးကိုပြောတယ်တထေးကြီးတဲ့ထမင်းရဲ့လို့စားရင်တော့တနတ်ထဲစားပြီး9ရက်ပြည့်သေးယုံရှိတာနောက်ထပ်မျောလင်းချက်ထမင်းမရှိဘူးဆံပြုတ်လေးကျူတော့ရင်တော့ကျွတ်တို့နတ်ပေါင်းများစွာတောက်ရလိမ့်မယ်ဆံပြုတ်ဖဲတောက်မလားထမင်းမဲ့စားမလားထမင်းမဲ့စားကြမှာတယ်ကွယ်ဆံပြုတ်မတောက်ချင်ဘူးဒါနဲ့ထမင်းချစ်လိုက်ထမင်းကြက်တော့တထေး9ယောက်စားမလို့တရားနာပြိဿဟန်ပြင်ညပကံများလေးတွေနဲ့ခူးပြီးတော့တထေး9ယောက်လည်းစားမလို့ပြင်ပြီးပါလေရောပြည့်စေကဗုဒ္ဓကြွလာပြီနန္ဒမူလှိုင်ဝကတပိတ်တော်ကြီးပိုက်လို့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကြွလာတော့လေမြင်မိတထေးကြီးဟာအလှခံပုဂ္ဂိုလ်ကြွလာပြီဟဲ့မင်းတကမင်းနောက်ဘဝကပြုတ်တဲ့ဒါနမစင်ကြယ်လို့ဒီဘဝပစ္စည်းချမ်းသာတဲ့တထေးဖြစ်တော်လေကြည်အလုံးပေါင်း2500စပါးတွေကုန်ခဲ့တာပေါ့ဒီကကြီးကြုံရတာမင်းပြုတ်တဲ့ဒါနဟာမတန့်ရှင်းလို့ဖြစ်ရဒီဘဝငါစားမဲ့တဏ္ဍစာမစားလဲသေမှာစားလဲ9ရက်ပြည့်သေမှာသေမဲ့အတူတူတော့မင်းမစားနဲ့လှူတော်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကမင်းလှူတော်ဒီထမင်းတနပြင်နောက်ထပ်မျောလင်းစရာမရှိဘူးဒါတောင်အလှူခံပုဂ္ဂိုလ်လာတာခေါင်းမကြည့်ဘူးခေါင်းကြည့်ရလားပြိဿ